ကြောင်မဲပြည်သူတွေအနေနဲ့ဒါမိမိအိမ်တွေကိုပြန်လည်ပြီးတော့နေထိုင်လို့လည်းရပြီစားဖို့တောက်ဖို့တော့ကလည်းဘာမှစိတ်မကြောက်ဘူးတော့ဒါမှကြောင်မဲမြို့နယ်စီမင်းသားရည်ဗဟိုဈေးကြီးကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီမှာတော့မြင်တွေ့ရတဲ့အတိုင်းပဲကျမတို့ဈေးဆိုင်လေးတွေပြန်ဖွင့်နေပြီဟောမှာလည်းဈေးဆိုင်လေးတွေပြန်ဖွင့်နေပြီဟိုဘက်လမ်းကြားထဲမှာဆိုရင်ပို့ပြီးတော့စီကားတယ်အဲ့ဘက်လမ်းကိုလည်းတစ်ချက်သွားကြည့်ကြည့်ပါမယ်ဒီမှာအများကြီးပဲစီနေပြီကြည့်အောင် surprise တော့ဟုတ်ကဲ့ပါရှင်ဟုတ်ဘယ်ပြန်လာပြီနေဆိုတော့ရောင်းရတယ်အများကြီးဟုတ်ကဲ့ဟိုဈေးကတော့တော်တော်လေးစီရသေးလားမပတ်ကြည့်အောင်မဟုတ်ရှိပါကောဒီမှာတော့ဒါဒီကနေ့ကကျမတို့ဒီသတင်းကျွတ်မနေ့ပြန်ဆိုရင်သတင်းကျွတ်လာပြီးနေပေါ့နော်ဒီကနေ့ကတော့သတင်းကျွတ်လာစမ်း14ရက်နေ့ပေါ့ကြောင်မဲမြို့ထဲမှာတော့ဟိုဈေးကြီးမှာတော်တော်လေးစီကားနေပြီပဲဖြစ်ပါတယ်မတော်အသီးရွက်တွေဒီမှာအဝတ်ထည်တွေအကုန်လုံးပြန်ဝယ်လို့ရနေပါပြီဆိုတော့ကြောင်မဲပြည်သူတွေအများဆုံးပြန်ပြီးတော့အေးချမ်းနဲ့လာရောက်နေထိုင်လို့ရပါပြီဒီမှာလက်စစ်ပစ္စည်းတိုင်းဖုန်းတိုင်းလည်းပြန်ဖွင့်နေပြီတော့စီနေပြီမဲ့ညထင်အောင်မထားဘူးလောက်စီကားနေလိမ့်မယ်လို့အောက်မှာစက်သားအသားလည်းဝယ်လို့ရပြီအစုံရနေပြီအစုံရနေပြီရှိနေပါပြီဘောမှာအထေတိုင်းလည်းရှိတယ်ဘောမှာဟောပဲအပြည့်နေ့ရောက်ပါမယ်ခဏပါဟုတ်ပါဟုတ်ကဲ့ပါအမဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ဟောပါလေရှင်ဟုတ်မောင်းစီလိုက်လိုက်လားဟုတ်ကဲ့ပါရှင်ဈေးတွင်းတော့မဖွင့်သေးဘူးပြင်မထားတယ်ဈေးပြင်မှာတိုက်တန်းတွေကိုတော်တော်လေးစီနေမှာတင်ကန်းပေးခရဆိုင်နေမယ်ပြန်သတင်းကြလာပြင်းနေအတွက်လှူငယ်တန်းမယ်ဆိုလဲဟိုမှာဝယ်လို့ရပါတယ်ဒီနာဟိုဘက်မှာအုံးပွဲငပြောပွဲလည်းရောင်းနေတိလားဟိုမှာဒီနာလေးကြည့်ပဲကဲမြင်တဲ့အတိုင်းပဲကျမတို့ဒီကြောက်မဲမြို့ဗဟိုဈေးကြီးမှာဆိုလို့ရှိရင်ဒီဘက်မှာအသီးရွက်တွေရောကျမတို့ဒီမှာအသားငါးတွေရောအဝတ်ထည်တွေရောတော်တော်လေးစီကားနေအောင်တွေ့ရပြီဆိုတော့ဒီမှာဈေးဆိုင်တွေလည်းအားလုံးပြန်ဖွင့်နေပြီစီလဲစီကားနေပြီဆိုတော့အများဆုံးပြန်လည်နေထိုင်ကြဖို့ကိုလည်းကျမအနေနဲ့ဒီနေရာကနေဖိတ်ခေါ်လိုက်ပါတယ်ရှင်Awesome guy, cũng đó rồi hả? Awesome guy, cũng đấy hả? Tại sao awesome bên này đi? Tại sao awesome bên này đi?